နိုင်ငံခြားမှာသာသနာပြုနိုင်ဖို့မြန်မာနိုင်ငံကရိပ်သာတွေကိုတိမ်မောင်တောင်းကနန်းစည်းနဲ့ရောင်းချနေတဲ့ဆရာတော်ပရိသတ်တို့အားလုံးပဲမင်္ဂလာပါရှင်။တဘာဝရိပ်သာကမြန်မာနိုင်ငံနယ်ရမှာဒါမကနိုင်ငံခြားမှာပါရိပ်သာခွဲတွေဖွင့်လှစ်ထားပါတယ်။အခုတော့တဘာဝရိပ်သာဆရာတော်ရှင်ဥတ္တမတာရကရိပ်သာတွေကိုရောင်းချပြီးနိုင်ငံခြားမှာသာသနာပြုတော့မယ်ဆိုတာကြောင့်လူအများရဲ့ဝေဖန်မှုကိုရရှိနေပါတယ်။ဆရာတော်ရောင်းချမယ့်နေရာကတော့ရန်ကုန်မြို့တွင်မြေနေရာကောင်းတွေဖြစ်ပြီးတဘာဝရိပ်သာကမဖြစ်မနေရောင်းချပြီးတော့ကုသိုလ်ပြုမဲ့အကြောင်းကိုဖော်ပြထားပါတယ်။ဆရာတော်ကအိန္ဒိယနိုင်ငံဗုဒ္ဓဂါယတဘာဝရိပ်သာအတွက်UP 360ကိုဖေဖော်ဝါရီလ28ရက်နေ့မှာမဖြစ်မနေပေးချေရမှာဖြစ်ပြီး UP 450ကိုတော့AB လကောင်မှာပေးချေရမှာဖြစ်ပါတယ်။အိန္ဒိယနိုင်ငံမှာရိပ်သာဖွင့်မှုအတွက်မြေနေရာဝယ်ယူဖို့လိုအပ်နေတာကြောင့်ဆရာတော်ကမြန်မာနိုင်ငံကရိပ်သာတွေကိုတိမ်မောင်တောင်းကနန်းစည်းနဲ့ရောင်းချနေတာပါ။ပထမရောင်းချမယ့်နေရာကတော့မင်္ဂလာတောင်ညွန့်မြို့နယ်မင်္ဂလာဈေးအနီးကမုံပွင့်ကုံတိုက်ရဲ့ဘေးကဂျပန်တဘာဝရိပ်သာဖြစ်ပါတယ်။ဂျပန်တဘာဝရိပ်သာကတော့စုစုပေါင်းစတုရန်ပေ1231ရှိပြီးတိမ်မောင်14000နဲ့ရောင်းချမှာပါဂျပန်တဘာဝရိပ်သာကအရှင်ကုသလဆွတ်လွတ်လှူဒန်းခဲ့တဲ့မြေဖြစ်ပြီးမြေနဲ့အဆောက်အဦကိုပါပူးတွဲပြီးတော့ရောင်းချမှာပါအဲ့ဒီမြေကိုရောင်းချဖို့အတွက်အရှင်ကုသလရဲ့သဘောတူညီမှုလည်းရှိခဲ့တယ်လို့ဆိုပါတယ်နောက်ထပ်ရောင်းချမယ့်နေရာကတော့ဗိုလ်ချုပ်လမ်းမှာရှိတဲ့တဘာဝရိပ်သာတရားစေးရုံဖြစ်ပါတယ်အကျယ်ဝင်းကတော့15ပေပေ50ရှိပြီးတော့တောင်းကွက်ဖြစ်ပြီးဈေးနှုန်းကတော့24,500ဖြစ်ပါတယ်ဈေးတွေမနည်းတဲ့အပြင်တဘာဝတရားရိပ်သာကသာသနာပိုင်နယ်မြေတွေကိုရောင်းချနေတာကြောင့်အရန်ထူးဆန်းနေတာကြောင့်ဆရာတော်ကဝေဖန်မှုတွေရရှိနေပါတယ်ဆရာတော်ကဒီမြေတွေကိုရောင်းချပြီးအိန္ဒိယမှာတရားရိပ်သာအသစ်ကိုဖွင့်လှစ်တော်မှာပါအိန္ဒိယနိုင်ငံအတွင်းမှာအချိန်ပြည့်တရားရိပ်သာတွေတရားပြဆရာတွေအထူးလိုအပ်နေတာကြောင့်ဗုဒ္ဓဂါယမှာဖွင့်လှစ်မယ်လို့သိရပါတယ်ဆရာတော်ကနိုင်ငံခြားမှာရိပ်သာဖွင့်ဖို့အတွက်မြန်မာနိုင်ငံကရိပ်သာတွေကိုအိမ်ချက်မြေရောင်းတယ်လို့ရောင်းနေတာတော့မသိတော့ဘူးဆိုပြီးထောက်ပြနေကြပါတယ်ဒါပေမဲ့ဆရာတော်ကအိန္ဒိယကမြေပိုင်ရှင်ကိုမဖြစ်မနေငွေပေးချေဖို့အတွက်အလင်းမြန်လိုအပ်နေပြီးဒီမြေတွေကိုကူညီပြီးတော့ရောင်းပေးစေချင်ကြပါတယ်မြန်မာနိုင်ငံမှာတော့သာသနာမြေကိုလူဒန်းလိုက်တာကပြန်လည်ရောင်းချဖို့မဟုတ်ပဲလက်ဆင့်ကမ်းပြီးသာသနာအကျိုးတွေဆောင်ရွက်ဖို့ဖြစ်ပါတယ်သာသနာပိုင်မြေနဲ့အဆောက်အဦကိုပြန်ရောင်းတဲ့အဖြစ်အပျက်မျိုးကတော့အခုချိန်မှာထူးထူးခြားခြားဖြစ်ပေါ်လာခဲ့ပြီးအဲ့ဒီလုံရက်ကလုံးဝမသိတော့ကြောင်းဆရာတော်ကိုပြောပြနေကြပါတယ်ဆရာတော်ကအိန္ဒိယမှာမြေဝယ်ခြင်းတဲ့အခါလူချင်းသူတွေလည်းရှိလာနိုင်ပေမဲ့မြန်မာနိုင်ငံကမြေနဲ့အဆောက်အဦကိုပဲရောင်းနေပါတယ်သာသနာတော်အတွက်ဆွတ်လွတ်လူဒန်းထားတဲ့မြေကိုဘယ်သူမှလည်းမဝယ်ယူကြပါဘူးသာသနာရိပ်သာကိုအင်ချမြေရောင်းတယ်လို့ရောင်းနေတာကြောင့်တက္ကမတွေလည်းစိတ်မကောင်းဖြစ်နေကြပါတယ်ဆရာတော်ကတော့ဒီလိုရောင်းချတာကသာသနာပြုတာဖြစ်ပြီးရိပ်သာမြေနဲ့အဆောက်အဦကိုအမြန်ဆုံးရောက်ထွက်နေပါတယ်တချို့ကတော့ဆရာတော်ရဲ့ရွယ်ချက်ကတကယ်ပဲကြီးမားတာကြောင့်ဝေဖန်မစောပဲလုံရက်ကိုသာကြီးတဲ့အကြောင်းကိုပြောနေကြပါတယ်တန်ခါပိုင်ပစ္စည်းတွေကလောကီအသုံးဆောင်ပစ္စည်းတွေနဲ့မတူတာကြောင့်ဆရာတော်ကမြေနဲ့အဆောက်အဦကိုရောင်းချနေပေမဲ့လည်းဝယ်မဲ့သူကတော့အခုချိန်ထိမပေါ်ထွက်လာသေးပါဘူးအကယ်၍များဒီမြေကိုဝယ်ယူမဲ့သူကပေါ်ပေါက်လာခဲ့ရင်ဘလို့လူဖြစ်နိုင်မလဲဆိုတာအားလုံးကစိတ်ဝင်စားနေကြပါတယ်သာသနာပိုင်မြေတွေကိုအင်ချမြေရောင်းတယ်လို့ပေါ်ထင်းထင်းရောင်းချနေတဲ့တဘာဝရိပ်သာဆရာတော်အပေါ်ပြည်သက်ကြီးရဲ့အမြင်ကိုလည်းပြောပြခဲ့ကြပါအောင်နော်